အားလုံးပဲမင်္ဂလာပါဗျ Manchester United ပရိသတ်တွေကတော့ Everton ကိုတကိုးကိုမရှိနဲ့အနိုင်ရခဲ့တဲ့အဝေးကွင်းပွဲစဉ်မှာတလုံးထဲသောအနိုင်ကိုသွင်းယူပေးခဲ့တဲ့ United စစ်မှုရှက်ကို Arsenal တိုက်စစ်မှု Victor Gyokeres နဲ့နှိုင်းယှဉ်ပြီးချီးကျူးလို့နေကြပါတယ်။တက်ကိုအနေနဲ့ဒီယာဒီမှာ United တို့နောက်ဆုံးကစားခဲ့တဲ့ Premier League ၅ ပွဲမှာလူစားဝင်ကစားသမားအဖြစ်သာဝင်ရောက်ကစားခဲ့ရပြီး၃ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။အဲ့ဒီ၃ ဂိုးမှာ2 ဂိုးကနောက်ကျအနိုင်ဂိုးတွေဖြစ်လို့ United ပရိသတ်တွေကရှက်ကိုအလွန်အကျွံချီးကျူးနေကြတာကအချိန်ကရိုးမားရဲ့လူစားဝင်လက်နက်ပုံတိုက်စစ်မှုဖြစ်ခဲ့တဲ့ Montella ကိုတော့တတိယစေပါတယ်။ကိုအနေနဲ့နောက်ဆုံးပွဲ9ပွဲပေါင်းမိနစ်90သာကစားခဲ့ရပေမဲ့ရရှိခဲ့တဲ့သွင်းဂိုးအရေးအတွက်ကတော့တကယ်ကိုချီးကျူးစရာပါပဲ။ရှက်ကိုအနေနဲ့ပြီးခဲ့တဲ့ Everton နဲ့ပွဲစဉ်လူစားဝင်ကစားသမားအဖြစ်မိနစ်30နီးပါးလူစားဝင်ကစားခဲ့ပြီးပွဲချိန်82မိနစ်မှာတန်ပြန်တိုက်စစ်ကနေတဆင့် MU ကိုခင်းပေးလိုက်တဲ့ဘောလုံးကိုတီးကြသေးကြစွာအဆုံးသတ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။အဆိုပါသွင်းဂိုးမှာရှက်ကိုအနေနဲ့ကိုယ့်အသင်းခံစစ်ကနေတစ်ဖက်အသင်းရဲ့ဂိုးဧရိယာထဲထိကြောက်မဲ့ဖွယ်အမြင်လုံးနဲ့ပြေးလွှားခဲ့ပြီး Everton နောက်ကလူတွေကိုကြော်ဖြတ်ကပနယ်တီဧရိယာထဲကိုပြေးဝင်အဆုံးသတ်ပြခဲ့တာပဲဖြစ်ပါတယ်။ United ပရိသတ်တွေကတော့ရှက်ကိုရဲ့ကြောက်မဲ့ဖွယ်ပြေးအားနဲ့အဆုံးသတ်နိုင်မှုကိုချီးကျူးနေကြပြီးပြီးခဲ့တဲ့တနင်္ဂနွေနေ့ကစပါးနဲ့အဝေးကွင်းပွဲစဉ်မှာအကောင်းဆုံးခြေစွမ်းပြခဲ့ပြီးတင်ကို2 ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ Arsenal တိုက်စစ်မှု Victor Gyokeres နဲ့နှိုင်းယှဉ်ချီးကျူးလို့သွားခဲ့ကြပါတယ်။လူမှုကွန်ရက်အသုံးပြုသူ Manchester United ပရိသတ်တဦးကသူကအင်မတန်မှကိုပြေးအားကောင်းတဲ့တိုက်စစ်မှုပါအခန်းစစ်ကနေတစ်ဖက်သင်းရဲ့ area ထဲထိဘလို့တောင်ပြေးသွားလိုက်တယ်လေသူပြေးသွားတဲ့အားကလျှက်စီးလက်တလို့ပါပဲဒီနေရာမှာ Arsenal တိုက်စစ်မှု Victor Gyokeres သာဆိုအဆုံးသတ်နိုင်ဖို့ဘောလုံးစီအချိန်မီရောက်ဖို့မလွယ်တော့ပါဘူးVictor Gyokeres ကရှက်ကိုရဲ့တစ်ကလက်အုပ်လို့ရှည်လျားတဲ့ခြေတွေနဲ့ပိုင်ဆိုင်မထားဘူးလေအသင်းရဲ့ပရိသတ်တွေအနေနဲ့အခုတော့ရှက်ကိုရဲ့ပိုင်နိုင်ကျွမ်းကျင်မှုတွေကိုမြင်တွေ့နေရပါပြီသူကသပင်မဲတစ်ချိန်လုံးတက်တင်နေတဲ့ဘဲလို့လေးပင်နဲ့ကစားပုံရှိမနေတာတော့အမှန်ပါပဲအဲ့ဒါကိုတော့အဲ့ဒီဘဲပရိသတ်တွေလက်ခံရပါလိမ့်မယ်လို့မှတ်ချက်ပေးခဲ့ပါတယ်ဒီမှတ်ချက်ပေးမှုကိုထောက်ခံတဲ့ United ပရိသတ်တွေကတော့အများအပြားရှိလို့နေပါတယ်လက်တလောတိုက်စစ်မှုတွေရဲ့အောင်ပွဲခံဟန်ကိုနတ်ဝင်တဲ့တရားလိုနားလည်နေတဲ့ United ရဲ့ကန်ဝင် Gary Neville ကလည်းကျွန်တော်သူ့ရဲ့အောင်ပွဲခံဟန်ကိုသဘောကျပါတယ်ဒီအောင်ပွဲခံဟန်ကကျွန်တော်တို့ United ပရိသတ်တွေကိုကောင်းမွန်တဲ့သတင်းစကားတွေပေးပို့ခဲ့တာဖြစ်ပြီးသူ့ကိုထောက်ခံပြီးအင်မတန်မှကိုဝမ်းသာပျော်ရွှင်နေတဲ့ United ပရိသတ်ချုပ်ကိုအဓိကအားဖြင့်ပေးပို့ခြင်းခဲ့ပုံရပါတယ်ရှက်ကိုရဲ့အောင်ပွဲခံဟန်နဲ့ပတ်သက်ပြီးကျွန်တော်ခန်းစားမိသလိုပြောရရင်ငါ့ကိုအခုဒီအသင်းရဲ့အစိတ်ပိုင်းဖြစ်အတိမတ်ပြုကြတော့ငါကဒီပွဲကနေစပြီးပြန်တန်းပြတော့မယ်နောက်ပွဲတွေမှာပွဲထွက်လူစီရင်ပထမဦးစားပေးတိုက်စစ်နေရာကငါနေရာပဲလို့ကြေညာလိုက်တယ်လို့ထင်ပါတယ်သူ့အနေနဲ့ဝက်ဆန်တဲ့ပွဲစဉ်မှာအံအားသင်းပွဲကောင်းတဲ့တင်ကိုတကိုသွင်းယူပေးနိုင်ခဲ့ပေမဲ့ဒီပွဲစဉ်မှာပွဲထွက်ခွင့်မရခဲ့လို့စိတ်ပြတ်နေပုံရပါတယ်ကျွန်တော်သူ့အတွက်ပွဲထွက်လူချင်းမှာပွဲထွက်ခွင့်ရဖို့ဆုတောင်းပေးပါတယ်ဂိုးတွေဆက်လက်သွင်းနိုင်ပါစေပေးချမရင်လို့ပြောကြားခဲ့ပါတယ်ဒီဟာဒီခေါ်ယူထားတဲ့ Premier League တိုက်စစ်မှုတွေထဲမှာရှက်ကိုကအားအနည်းဆုံးနဲ့သွင်းကိုအနည်းဆုံးဖြစ်နေပေမဲ့သူ့တက်ရွယ်အရကျွန်တော်ကတော့ United နဲ့လူဆက်လက်စောင့်ကြည့်ရတော့မယ့်တိုက်စစ်မှုလို့ထင်ပါတယ်United မှုရှက်ကိုနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်လေးတွေရှိရင်လည်းဆွေးနွေးပေးပါဦး